လူတွေကိုပြောလိုက်စမ်းပါဒုက္ခကိုမကြောက်ကြပါနဲ့တကယ်တော့ဒုက္ခဆိုတာအမြင့်တစ်ခုကိုတက်ဖို့အတွက်လိုအပ်တဲ့အရင်းအနှီးကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာငရုတ်သီးစားရတယ်လို့ပဲစက်တယ်ဒါပေမဲ့အရသာတော့ရှိတယ်ပင်လည်းရှိရင်လှိုင်းရှိတယ်လို့ဘဝရှိရင်ဒုက္ခဆိုတာရှိတယ်တကယ်တော့ဒုက္ခဆိုတာတဘာဝတရားကြီးကပေးထားတဲ့လူတစ်ယောက်ကဘဝကိုစိတ်ဓာတ်မာကျောသွားအောင်ခိုင်ခန့်သွားအောင်သူရဲကောင်းတွေဖြစ်အောင်အာဇာနည်တွေဖြစ်အောင်ပြုပြင်မွမ်းမံစီရင်ချေတတ်တဲ့စုတွေစောက်တွေကိုဒုက္ခလို့ခေါ်တယ်။ပေါင်းလေးကပြောတာမင်းတို့ပဲတွေးကြည့်ကွာမဟာဇနကတင်းမောသာမပြည့်ရင်ရာဇဝင်တွင်စရာအကြောင်းရှိဘူးတင်းမောပြတ်ချင်းဆိုတဲ့ဒုက္ခကြောင့်ဇနကရာဇဝင်တွင်သွားတာလေလူညံ့တွေဖို့ဒုက္ခနဲ့ပြဿနာကိုလူညံ့တွေကလက်လျှော့အရှုံးပေးပြီးကြာဆုံးခြင်းလို့တွေးကြတယ်လူတော်တွေကဒုက္ခနဲ့ပြဿနာကိုကြာဆုံးခြင်းလို့မတွေးဘူးငါအရေးချင်းတွေပေါ်ထုတ်ခွင့်ရတာပဲဆိုဒုက္ခကိုပျော်ပျော်ပါပါလက်ခံရတယ်ဒုက္ခကိုပျော်ပျော်ပါပါလက်ခံပါဒုက္ခလက်မခံရင်လည်းရောက်လာမှာပဲလက်ခံရင်လည်းရောက်လာမှာတွေ့ပြီဆိုလက်သင့်တာခံလိုက်တော့ဒုက္ခကိုတမန်ကန်ကန်အတုံးချအချိန်တန်ရင်အမြင့်တနေရာကိုရောက်ဒါကြောင့်လူတွေကိုပြောလိုက်စမ်းပါပန်းအိုးလေးတွေတွေ့တိုင်းဘာလို့မင်းတို့စိတ်သက်ကြနေတာလဲတကယ်တော့မင်းတို့ဒုက္ခရောက်နေတာမဟုတ်ဘူးကြော်ကြားဖို့အတွက်အခွင့်အလမ်းတွေလို့